ဒီစကုနာစီရန်ကုန်စကုနာချိန်မြမျက်စိအလဲအလူလေးရမြောင်းနေဒီကနေ့က OPD မရှိတော့ပါဘူးခွဲစိတ်လူနာတွေပဲရှိပါတော့တယ်ဒါရဝေးရပုံကိုယ်တွေဟိုတယ်မှာထားပြီးတာဖြစ်ပါတယ်ဒီနာဟိုတယ်မှာထားပြီးတဲ့ပုံကိုယ်တွေကိုမနေ့ပတိပြီလို့ရအတွက်ပြန်ခေါ်လာတာဖြစ်ပါတယ်ဟိုတယ်မှာနေရာချပေးတာဖြစ်ပါတယ်ဒီပုံကိုယ်တွေကိုခုမနေ့စောစောပတိဖြည့်ပေးဖို့ရအတွက်ဒါမနေ့ကခွဲထားတဲ့ပုံကိုယ်ဖြစ်ပါတယ်ဒီနေ့ကခွဲလူနာတရားနဲ့မှ9ဦးရှိပါတယ်ရှိုးတဝက်ကတော့ရန်ကုန်မှာနေတဲ့ပုဂ္ဂိုလ်တွေကတော့မိမိတို့အိမ်နာယာရောက်ပို့ပေးတာဖြစ်ပါတယ်ရဝေးတာပုဂ္ဂိုလ်တွေရန်ကုန်ရဲ့အပြင်ဘက်မှာရှိတဲ့ပုဂ္ဂိုလ်တွေကိုတော့အနီးနားကဟိုတယ်မှာထားပေးတာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အပြန်မှာမနေ့ကပြန်ပြတဲ့ခါကျတော့သွားလာဖို့ခက်ခဲတယ်ဖြစ်ပါတယ်ဒါဒီပုဂ္ဂိုလ်တွေကတော့ဒီနေ့ခွဲမဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်ဒီနေ့ခွဲမဲ့ပုဂ္ဂိုလ်ဒုတိယကျော်ခေါ်ထားတာဖြစ်ပါတယ်ဒီလိုစကုနာစေရန်ကုန်ကြီး19ကြိမ်မြောက်မျက်စိတွေလက်အလီဆိုဒါနေဖြစ်ပါတယ်လူနာပေါင်း1380ဦးစတဲ့စစ်ဆေးပြီးတော့လူနာပေါင်း900ခန့်ကိုခွဲစိတ်ကုသပေးမှာဖြစ်ပါတယ်။ဒီနေ့က OPD မြန်မာလူနာစမ်းသပ်ဌာနပြီးသွားပါပြီ။ဒီကနေ့တော့ခွဲစိတ်လူနာတွေပဲရှိပါတော့တယ်။20 21 22နောက်ထပ်နေ့ရက်ကျန်ပါသေးတယ်ဒီနေ့ရောဆိုရင်3ရက်ပေါ့။ပထမ3ရက်က50ဦးမနေ့ကတရားနဲ့မှ9ဦးခွဲစိတ်ကုသပြီးတာဖြစ်ပါတယ်။နေ့ကခွဲပြီးတဲ့ပုဂ္ဂိုလ်တွေဒီကနေ့မနေ့စောစောပတိဖြစ်ပြီးတာဖြစ်ပါတယ်။ဒီကတရားနဲ့မှ9ဦးခွဲစိတ်ကုသပြီးတာဖြစ်ပါတယ်။ဒါပတိဖြစ်ပြီးဒါပတိဖြစ်ပြီးတော့ပြန်ပြီးတော့စံတဲ့ CCB မှာဖြစ်ပါတယ်။မင်းတို့ခွဲပြီးသားရခွဲပြီးကုသပေးပြီးသားပုံကိုယ်တွေကိုပြန်ကြည့်ပြီးမှဖြစ်ပါတယ်ဒုတိယတက်ပြီးတော့ပြဆက်တဲ့စစ်စစ်ပြီးဖြစ်ပါတယ်။မေဘီသားပုဂ္ဂိုလ်တွေဒါမနက်စာဝေမဲ့နေရာဖြစ်ပါတယ်။မနက်စာဝေမဲ့နေရာ